တော့ Granger နေနေရောဒီဘက်မှာကိုအားကိုပြီးတော့ပဲဒါကိုတက်ကလေးကိုအောင်စိုက်ပြီးတော့စောင့်ရှောက်မဲ့ပွဲစဉ်ဖြစ်ပါတယ်တစ်ဖက်ကတော့ Detective ရဲ့နောက်တဲ့ Jungle မှာကျွန်တော်တို့ Lancelot တို့ Hayabusa တို့ဘန်မယ်ဆိုလည်းဘန်လို့ရတယ်နည်းနည်းတော့စဉ်းစားစရာအနေထားပါတော့ဒါပေမဲ့ Zishan ကိုပဲပြန်ပြီးတော့ဘန်သွားတယ်ပြောရရင်နောက်ပိုင်းက Zishan နဲ့ဒီ Taurus Found နဲ့ပြန်ပြီးတော့ combine လုပ်ကြတယ်ဆိုတော့ဒီ Global Stand ကိုသူပြန်ပြီးတော့သွားချင်တာကဲ Leomo ကိုတော့ Cambodia First United Gaming ထပ်ပြီးတော့သုံးလာပြီဗျာဒီဝိုင်းကတော့သူ brand မှာစေးထိုးနေကြ Sandpick ကိုတော့သူရမ်းမြင်နေရဗျာဒီကသူထုတ်တယ်ဆိုတော့ဒီ tournament တွေမှာလည်းထုတ်မယ်ဆိုပြီးတော့သူပေးထားရင်ပေါ့လေဒီအချိန်မှာတော့ Tin Spirit အနေနဲ့ကတော့ဘယ် hero အော်တွေ့လားကပုံမှာ Palatina ထုတ်သွားပြီအဲ့ကွက်ကသွားပြီးရှိနေသေးရဗျာ CFU အနေနဲ့သူတို့ဒါ Lumos ထုတ်လိုက်တယ်ဆိုပေမဲ့လို့ Palatina EXP ထွက်လာနိုင်တဲ့ probability ကိုတော့ထည့်ပြီးတော့တွက်ထားတဲ့နေဒါပေမဲ့လည်း Tin Spirit အတွက်ဒီရသည် risk ယူတဲ့အရာတစ်ခုပဲဖြစ်သွားမလားခုနပြောသလိုပဲ Hiko ကတော့ goal lane ကိုချိန်နေပေါက် fighter သွားမှတော့ရတော့မယ်ရေးစရှင်ဒါ Maxman Jungler ပိုင်းခြားပါနေတဲ့အနေထားတစ်ခုမှာတော့ Tin Spirit သူတို့တည်လာတဲ့ draft လေးက balance ဖြစ်တယ်ဆိုပေမဲ့လို့တကယ်တမ်းဝင်လုံးပြီးတော့ damage taken လုပ်ရမယ်အပိုင်းမှာပေါ့လုံလောက်မှုရှိပါမလားဆိုတော့စဉ်းစားရမယ်ဗျဘက်တရီကပို့ပြီးတော့ကျွန်တော်တို့ overstanding ဖြစ်လာမဲ့အရေးအယောင်လေးစပြီးတော့တွေးရတယ်ဗောနော် Caster Game Action လုပ်ခဲ့သလိုပဲဒါ Maxman Pure တကောင်ကိုသွားပြီးတော့ပစ်မယ်ဆိုလို့ရှိရင်လည်းTin Spirit အနေနဲ့ကျွန်တော်တို့ goal line match ကတော်တော်လေးတော့နှိမ့်မယ်ဗျာနော်တစ်ဖက်ကဒီ Limo တို့ Sora တို့ Chong တို့ကတအား dive မယ် long range fan မှာလည်းပါတယ်အဲ့တော့ Zonamish မရတဲ့အချိန်မှာသူတို့ရဲ့ mid ကလည်းကျွန်တော်ပြန်ပြီးတော့ကြည့်ရမယ်ဗောနော်အဲ့တော့ Udet တို့နောက်မှာလည်းLoa ယူဘာတို့ကလည်းပြန်ပြီးတော့ကြံနေသေးတယ်ဗျာ Selina နဲ့ dive မယ်ဆိုလို့ရှိရင်လည်းအများကြီးတော့ပြန် dive လို့ရတဲ့အပိုင်းတွေတော့ရှိတယ်သူတို့ early game မှာအရင်အလုပ်လုပ်ကောင်းတယ် high temporation တွေတွားလို့ရတယ်ဗောနော်ဒီချက်တွေမှာတော့ကျွန်တော်တို့ကသူတို့ရဲ့နောက်ကသွားမဲ့ရာတွေကိုကြည့်ရမယ်ဒါပေမဲ့လည်း Framis နော်လုံးဝဒီ Kalia တို့ Franco တို့ဒီ Kadita တို့အစရှိသဖြင့် Singata က pick off တွေလာတဲ့အချိန်မှာ Netherlands Plus Purify နဲ့ပြန်ကားတယ်ဆိုတော့ patch လေးကတော့ကျွန်တော်တို့ M7 မှာ800ပွဲတွေမှာတော့အများကြီး sustain ပဲတွဲလုံးအနေနဲ့တွေ့ရတဲ့အပိုင်းလေးတော့ရှိတယ်အဲ့တော့ Singata ကတွေပါလာတဲ့ pick off တွေတအားကောင်းတယ်ဆိုရင်တော့နောက်ပိုင်းမှာကိုဘက်ကတခြား lane တွေကနေ damage ပေးတာလုံလောက်ပြီဆိုရင်တော့ Framis ကဒါမကြာခဏဆိုသလိုခက်စိတ်တော့ပြန်တွေ့လာတယ်ပေါ့နော်ကဲအဲ့တော့ game 1 draft လေးကတော့ပြီးသွားပြီ counter index ပိုင်းတွေမှာတစ်ဖက်ကကျွန်တော်တို့ CFU က 0.9 လောက်ထိပေါ့1 divan လောက်ထိကိုတာတယ်ဗျာတာတယ်ဟုတ်တယ်တစ်ဖက်မှာလည်းကျွန်တော်သွားပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်ကပုံမှာအတွက်ကပျော်စရာကြီးဗျာနော်ဒီချိန်မှာသူ့အနေနဲ့ user space quest တွေ space quest တွေတော်တော်ကြီးများတယ် Wheel of the Dragon Netherlands ပြီးသွားရင်တော့ကျွန်တော် Phantom နော်ဝါဒူးရှိရနေပြီးတော့လည်းကျွန်တော်တို့ဒါ Thunder Found လေး Torrent Found လေးရတယ်သွားပြီးတော့ယူလို့ရသေးတယ်ဒါအပြင်မှာ long damage လေးတွေသူ့အနေနဲ့လိုအပ်လို့လမ်းပေးခြင်းနဲ့ဆိုရင် Death Sonata လေးကိုပဲသွားပြီးယူလို့ရတယ်ဆိုတော့ကစ်ပုံပါဒီချိန်မှာတော့သူခေါင်းနေဘယ်လိုများစားနေမလဲဒါမှမဟုတ်ကျွန်တော် CFU တကယ်ပဲ revenge တစ်ခုကိုယူသွားနိုင်မလားဆိုတဲ့ပွဲစဉ်တစ်ပွဲကိုတော့ Land Down ထဲမှာအားလုံးနဲ့တူတူပဲကြည့်ရှုလိုက်ရအောင်ဗျာ Best of 3 series ရဲ့ game number 1တကယ်ပဲကျွန်တော်တို့ဒါသူတို့ရဲ့ knockout stage ကိုတက်လှမ်းဖို့အတွက်တကယ်အရေးပါတဲ့ပွဲစဉ်တစ်ပွဲရဲ့ပထမဆုံးသောခြေလှမ်းတစ်ခုလို့တော့ကျွန်တော်တို့စပြီးတော့ပြောရမယ်ဗျာနော်အပေါ်မှာတော့ control ရတော့ဒီ Granger အရင်ရောပြီးခဲ့တဲ့ match patch ကလို့တော့တာမတော့မဟုတ်ဘူးဗျာတစ်ဖက်က Granger လည်းဒီ fighter emblem တွေတော့ first pure blood တွေနဲ့ပြန်ထွက်လာမယ်ဆိုတဲ့အနေအထားမျိုးတွေတော့ရှိတယ်သူရဲ့ blaze တွေကောင်းကောင်းကြီးအလုံးလုံးပေးနိုင်တယ်ဆိုရင်တော့မှ Granger အနေနဲ့ APM ဘောနဲ့နည်းလေးတော့နေတဲ့ moment 10ပြန်ပြီးတော့ပေးထားပြီး bouncy တစ်ဖက်ကလည်းပြန်ပေးခဲ့တဲ့ damage တွေအောက်မှာ one shot နောက် shot လိုက်ပါရင်းနဲ့ပဲ 3v3 skirmish ပိုင်းမှာတော့ CFU gaming bouncy ရဲ့ flicker လေးတော့ပြန်ပြီးတော့ပေးထားခဲ့ရပါပြီ river area မှာတော့နည်းနည်းလေး CFU အနေနဲ့ကတော့ဒိန်းနေတဲ့ timing လေးကိုတော့သွားပြီးတော့ခံစားရတယ်ဗျ Tin Spirit အနေနဲ့ဒီချက်ကိုလည်းသိတယ် Jungle invading လုပ်ဖို့တော့ကြိုးစားနေဗျဒီတတင်းအနေနဲ့ကတော့ let's say လေကြောင်းယူသွားမလားဆိုတော့ကြည့်ရမယ်ပေါ့နော်ဒါပေမဲ့လည်းပဲ one shot ဒီအချိန်မှာသူတို့ရဲ့ jungle pattern တော်တော်လေးကိုတော့ခီးတော့ဖြစ်နေပြီဗျနော်အောက်မှာလည်းကျွန်တော်တို့ SP lane နဲ့ match အရာတော့ kit bomb ပါသူရဲ့ဒီ double shade တွေပါတဲ့အကြောင်းတော့လီလီတို့ဖြစ်နေခဲ့တဲ့ဆိုတော့ကောင်းကောင်းပြန်ပြီးတော့နှိမ်ထားနိုင်ခဲ့တဲ့အပိုင်းလေးတော့ရှိတယ်ဒီချက်ကလည်းနောက်ပိုင်းကဒီ lane combination ပိုင်းတွေမှာအရေးပါတယ်ဗျာ skirmish တွေမှာကျွန်တော်တို့က 3v3 မပြတ်ဘူးသို့မဟုတ် hero key တွေမရဘူးသို့မဟုတ်ပြန်ပေးရမျိုးဖြစ်မယ်ဆိုလို့ရှိရင်တော့ SP lane ပိုင်းကလာပေါင်းတဲ့အရာအတော်လေးတော့အရေးပါတယ်လက်ရှိတွေ့ရတဲ့အပိုင်းတော့ဝါဒူနေနဲ့ဒါထင်သလောက်ကြီးတော့အဆင်မပြေသေးဘူးပေါ့နော် lane match မှာ kit bomb ရဲ့လွှမ်းမိုးထားခြင်းတော့သူ့အနေနဲ့ခံရတယ်အဲ့အတွက်ကြောင့်တော့ bouncy တို့ဘာလို့သူ့အနေနဲ့ဒါအဖော်ပေါင်းလေးတွေရဲ့အကူအညီတော့စပြီးတော့လိုနေပြီ range ချက်လေးတော့သွားပြီးရလိုက်ပြီဗျ one shot ကလည်းသွားပြီးတွေ့ထားရဆိုရင်နေတာတခုမှာ bouncy အနေနဲ့ကတော့သူ့ရဲ့ရည်မှန်းချက်လေးပြေးသွားဖို့အတွက်ကတော့တော်တော်လေးတော့ timing လေးကတော့လိုအပ်သွားပြီဆိုတော့ Nelly objective fight လေးကိုပဲပြန်ပြီးစောင့်မလား target ပေါ်ဖို့အတွက်ကတော့ second ပိုင်းလောက်ပဲလိုတော့တယ်2 minute target fight zone နဲ့အတွင်းမှာတော့ဘယ်အသင်းအသာစီးရရှိသွားမလဲဆိုတော့ကြည့်ရမယ်ဗျာနောက်မှလည်းဖက်လက် bouncy G ကိုလည်းပြန်ပြီးတော့ပြီးနောက်မှလည်း down shot လေးတစ်စီးပြည့်တဲ့ two man go buster shadow stepping မှာ first blood ကိုတော့ one shot တစ်ချက်တည်းပဲအဆုံးသတ်ခဲ့တဲ့ခိုင်ထဲမှာတစ်ဖက်ကလည်း kit bomb မှာနဲ့ Sora Taurus Found လေးသူ့မှာတော့ပြန်ပြီးတော့ရှင်းနေစေပဲဗျာနောက်မှလည်း strong pan လေးတွေပြန်ပေးခဲ့တဲ့ခိုင်ထဲတစ်ဖက်ကလည်း kit bomb မှာ 3v1 down shot လိုက်ပြီးတော့ပေးနေတဲ့ movement ပြန်ပေးတဲ့နောက်မှာတစ်ဖက်ကလည်း stand ကို down shot ပဲ wadu ခံနေရတဲ့အနေထား sunset lava Dark Chaos ဒီမှာတစ်ဖက်ကလည်း wadu ပြန်ပေးခဲ့မယ် auto rage မှာ spike casting လွဲချော်နေနေပဲ OB ကောင်မှာထပ်ပေးရဖို့တော့များနေဗျာ two man down to Tim Spirit
ဆက်လက်ပြီးတော့တိမ့်ပိတ်ထားခဲ့ပါပြီ တင်ပေါင်းလင်းတစ်ခုကိုတော့2မိနစ်တိုင်ပဲအတွင်းမှာနေကောင်းကောင်းပုံဖော်ထားနိုင်ခဲ့တဲ့ Team Spirit ဒီတစ်ဖက်က CFU Gaming ကိုတော့နည်းနည်းလေးရာစတန်ကတော့ပေးလိုက်ခဲ့ပြီဗျာအရင်ဝင်ပြီးတော့ aggressive ဆန်လို့မရဘူးဆိုတဲ့ feeling တွေကိုတော့ကျင်းနေပေါ့ကောင်းကောင်းရရှိပါပြီအဓိကတော့ bomber extend လုပ်သွားတာတကယ်ကိုကျွန်တော်တို့အပြောင်းအလဲဖြစ်သွားတယ်ဗျာဘယ်လတီသားနဲ့ကျွန်တော်တို့ပြန်ပေးသွားခဲ့တဲ့အပိုင်းလေးတွေကောင်းတယ်သူကြောင့်ပဲတစ်ဖက်ကကျွန်တော်တို့ fantasy တွေပါ CFU gaming နေနဲ့ spare casting တော်တော်များများကိုပေးလိုက်ရတယ်ပေါ့နော်အဲ့အတွက်ကြောင့်တော့ပြောရရင်တော့ early game intro ပိုင်းနေမှာ Disspirit ကအတော်တော်လှပသွားတယ်ဗျာဒါတော့မှ combination ပိုင်းနေမှာတစ်ဖက်ကကျွန်တော်တို့ Bouncy တို့နော် OP တို့ Detective တို့ကစပြီးတော့ရောက်ခဲ့တဲ့ပုံစံလေးကျွန်တော်တို့တွေ့ရတယ်ဒါပေမဲ့ဒါအဖြစ်တစ်ခုတော့ဟုတ်မနေခဲ့ဘူးပေါ့နော် double shade တွေမှာ 2v1 ဗျာ Bouncy ကိုရန်စ pick off မရတဲ့အချိန်မှာ Turtle တို့ gang ပိုင်းနေမှာတော့ CFU အရင်သွားလို့ရမှာမဟုတ်ဘူးဗျာဒီ Turtle ကိုလည်း one shot ပဲဆက်ပြီးတော့တိမ့်ပိုက်ထားလိုက်ပြီဒီတက်တစ်ကိုပြန်ပြီးတော့ space ပေးမှရတော့မယ်ပေါ့နော်ဒီဝိုင်းတော့သူ့အနေနဲ့လိုအပ်တဲ့ item အပိုင်းခြားလေးတွေရလာပြီဆိုရင်တော့ flanking လေးတစ်ခုတော့ကျင်းနေပေါက်ကိုတတ်တရ CFU gaming ဘက်ကနေပြီးလုံးမတော့ရမယ်အဲ့ဒါမှတို့ရဲ့ turning point လေးပြန်နေပြီးတော့ရှာဖွေတွေးရှိမှာတယ်တော့လေ one shot ဒီကောင်းကောင်းမွန်မွန်ယူ comfort ဖြစ်ပြီးတော့ free space တွေတော်တော်များများရထားတဲ့အနေအထားတစ်ခုမှာ mid game timing အထိရတော့ဒီ one shot ရဲ့လက်ထက်ကနေပြီးတော့ရုံထွက်မှုအတွက်နည်းနည်းလေးခက်ခဲမယ်ပြီးတော့ကျွန်တော် kit bomb ပါအားလေးတဲ့ဟိုကသူ့ရဲ့ layman face layman match chat မှာတော်တော်လေးအသာစီးရထားတဲ့အနေအထားတစ်ခုမှာ break combination တွေကတော်တော်လေးကိုစိတ်ချရမယ်ဗျာ Torres ball ထပ်ပြီးတော့ပြောင်းလိုက်တဲ့ two man backline မှာ Framis တင်တော်လေးပြန်ပြီးတော့ he fantasy နဲ့ backline control ဘက်မှာ Detective တစ်ဖက်ကလည်း Sora နဲ့ Torres ball ကိုပြန်ပြီးတော့ပြောင်းနေကြတဲ့ damage တွေမှာ Kip Bomba Killing Spree ပိုင် one shot နဲ့အတူပဲနောက်တော့ one man down မှာ Detective ထပ်ပြီးတော့ပေးရတယ်လူတစ်စီးတွေနဲ့ပြေးတိုက်ခဲ့တဲ့ Auto Rage မှာ OP ပြန်ပြီးတော့လွတ်သွားခဲ့ပြီဒီတစ်ချိန်မှာလည်း CFU Manchester နဲ့နှက်ထွက်တော့မကိုက်သေးဘူးဗျာ spare တွေအကုန်လုံးဒီပေါက်တော့ပေးလိုက်ရတယ်ဆိုပေမဲ့ဒီတက်တစ်ကောင်ပြန်လည်ပြီးတော့ကြာထားတဲ့အနေအထားတစ်ခုဗျာ Sunset Lava အနေနဲ့တော်တော်လေးတော့ aggressive ဆန်တယ် flicker ပါပေးပြီးတော့လိုက်ထားတဲ့အချိန်မှာတော့ CFU ပြန်ပြီးတော့ပဲသူတို့ရဲ့အသက်ကိုဖက်နဲ့ထုတ်ထားတဲ့အနေအထားတွေကိုတော့သွားပြီးတော့တွေးနေရဗျာစင်းရဲ့ golden time ရောက်လာပါမလားဆိုတဲ့စိုးရင်ချက်လေးကတော့သွားပြီးတော့ရှိနေပြီဒါပေမဲ့ Sky Piercer လေးတော့ပြီးထားတယ် Hiko တော့ layman matches မှာအမှန်တိုင်းပြောရရင်တော့အရင် live ဖိဖို့အတွက်ကတော့မလွယ်ဘူးပေါ့လေSilent match ပိုင်းတွေမှာလည်းကျွန်တော်တို့ဒါ CFU အနေနဲ့စပြီးတော့ခက်ခဲမှုလေးတွေကြုံတွေ့ရတယ်ပေါ့နော် Now gap ကကျွန်တော်တို့ပွဲချင်း4မိနစ်ခွဲမှာ 3.4k လောက်ထိရှိလာတယ်ကြာဒါပြောရအရင်တော့ပြောစရာမကောင်းဘူးတစ်ဖက်ကလည်း Granger အနေနဲ့ Fury Hammer လေးပေါ့ဒီ physical penetration တဲ့ငယ်သူပြီးလာတယ်နောက်မှလည်း Sky Piercer ပြီးလာတယ်သူရဲ့ဒီ stack လေးပါလေးမရသေးဘူး main game time မှာလည်း combination ရသူနောက်ကျနေတယ်အသင်းကလည်း front line မှာ Bouncy Kuran အစအရင်တိုးလို့မရတဲ့အခိုက်အတန့်ပေါ့နော်အဲ့အတွက်ကြောင့်တော့နောက်ပိုင်း Granger အနေနဲ့ stack ရဖို့တော့ပို့ပြီးတော့ခက်ခဲလာတဲ့ပွဲပြ Granger stack မရရင်တော့ CFU ရဲ့ဒီ main game နဲ့ late game time ရဲ့အဝင်ပေါ့7 minute time မှာသူတို့သွားချင်ခဲ့တဲ့ combination တွေဒါ Granger စီကထွက်လာမယ် scam piece stack နဲ့ damage တွေကမျော်လင့်လို့တော့မရတော့ဘူးလက်ရှိ scam piece ကပြန်ပြီးတော့ကြည့်မယ် kit ပုံပါတောက်လျှောက်ရင်းနဲ့ shot နောက် save တွေအော်တောက်လျှောက်တန်းပြီးတော့ down နဲ့ပြ bouncy ကောင်တန်းပြီး down ခဲ့တဲ့ damage မှာ Torres ပေါင်လေးပြန်ပြီးတော့ပြန်လာပေးတော့ fantasy မှာလည်း detective ပြန်ပြီးတော့ခေါ်ခဲ့ပြီ Torres ပေါင်လေးအောက်မှာ Wadu တကောင်မှာ10 down နဲ့ပဲနှစ်ကောင်စလုံးမှာ Team Spirit ဆက်ပြီးတော့ရရှိသွားခဲ့ပါပြီ OS Real Sora နော်ပြန်ပြီးတော့မေးရတော့မယ်အခိုက်အတန့်တွေကတော့ရှိနေပြီတကယ်ပဲကျွန်တော် Pit Bomba ရဲ့လောက်ွက်တွေရဲ့အောက်မှာစိုးမိုးမှုတွေရဲ့အောက်မှာတော့နော်ကျွန်တော် CFU gaming အနေနဲ့ကတော့တော်လဲတော့သူတို့အနေနဲ့ကြာရှုံးနေတဲ့ခံစားချက်လေးကတော့ရခဲ့တယ်အဓိကဒါခုန DY mention သွားသလိုပဲစင်းအတွက် famine speed တွေကလုံလောက်တဲ့အနေအထားတစ်ခုမှမရှိဘူးအားလေး2မိနစ်တာတဲ့ objective fight မတိုင်ခင်လေးမှာ Kip Bomba ကိုသွားပြီးတော့ကြီးလိုက်တဲ့အချိန်မှာတော့တစ်ဖက်က Team Spirit ရဲ့ team bound တွေကတော်တော်လေးတော့စကားပြောသွားခဲ့တယ်ဒီအချိန်မှာလည်းသူတို့ရဲ့ advantage အနေနဲ့တော့ Team Spirit တော်တော်လေးတော့ပွဲကို dominate လုပ်ထားနိုင်ခဲ့တယ်ဗျာကဲဒီမှာလည်းပါလာပြီเนาะ Shadow Stampede နောက်ကပါလာခဲ့တဲ့ damage တွေရှိတယ်ဒါမှလည်းပဲ Arcane Shadow Strike double shade ဗျ double shade ဆိုတော့တော်ပြောင်းရရင်ဒီ Shadow Strike ဘာညာပြန်ပေးရတဲ့အပိုင်းတွေမှာလည်း Kip Bomba 3ဆင့်လောက်ထိကို triple damage ကိုသွားလို့ရတယ်ဗျ Balatina သာ force spike ဖြစ်နေဆိုလို့ရှိရင်တော်ဖမ်းဖို့တော့တိတ်မလို့ Kalia Smith နဲ့ပါလာပြီ by Kip Bomba he's in the back line already Cotton Cord မှာ 2 man detective ပါ 10 down နဲ့ live for နဲ့မှာကျန်နေခဲ့တဲ့စင်းတကောင်မှာတက်ပြီးတော့သိမ့်ပိုက်ထားရတယ်ပဲ White out battle over Team Spirit ဆက်လက်ပြီးတော့ရရှိသွားခဲ့ပါပြီ Bomba ဒီချိန်မှာတော့သူ့ရဲ့ front line control eye နဲ့တူပဲ CFU တော့တကယ်ကြီးဒါပြိုလဲဝအောင်တော့လုပ်ပြနိုင်ခဲ့ပြီဗျ narrow space ဖြစ်နေတဲ့အချိန်မှာတော့သူ့ရဲ့ Torrent Farm တကယ်တော့ကျွန်တော်ချက်ချတော့သွားပြီးတော့ကြားခဲ့တယ်ပြီးတော့ကျွန်တော် Billing ရဲ့ first tower ကိုရောက်သွားတဲ့အနေအထားတစ်ခုမှာတော့ map control တစ်ခုကိုပါ Team Spirit အနေနဲ့ဒီချိန်မှာပိုင်ဆိုင်အောင်ပါဗျလုံးဝကျွန်တော်တို့ဒါ Castage ခုနကမေးခဲ့တဲ့မေးခွန်းတိုင်းပဲဗျာနော် Sora အစ်မန်ဟာဒူလဲဆိုတော့ Kip Bomba ကောင်းကောင်းကြီးပဲပြတ်တာနေဗျာတခါလေမှာတော့ကျွန်တော်တို့ကဒါပို့ပြီးတော့စစ်မှန်တဲ့အရာတွေကတောက်ပလေးရှိရဆိုပြီးဒီခါမှာဒီပွဲမှာတော့ Kip Bomba ရဲ့ Torres Spawn အနေနဲ့ပြန်ပြီးတော့ယူထားခဲ့တဲ့ Balatina ပို့ပြီးတော့ battle control မှာအားကောင်းနေရဆိုတဲ့ပုံစံမျိုးကျွန်တော်တို့ပြန်တွေ့ရတယ်ဗျာနော်ဝါဒူလဲသူဘလူးမှာတော့တက်နိုင်ငံချင်းတော့မရှိဘူးတစ်ဖက်ကလည်း Cambodia Fans United Gaming Alligania သူတို့ရဲ့ intro ကမလှပတဲ့အချိန်မှာအစာမကောင်းရင်တော့အနောက်တီကြဖို့တော့ခက်တယ်ဗျာဒါကတော့ပုံမှန်ပဲအဲ့တော့ကျွန်တော်တို့အနေနဲ့ bounce back လေးဘယ်လိုပြန်ပြမလဲပို့လေနည်းနည်းလေးတော့ဖြစ်နိုင်ခြင်းနည်းတဲ့ပွဲတော့ဖြစ်လာပြီဗျာဒီလိုမျိုး movement တွေကိုတော့ Netherlands နဲ့ပြန်လည်ပြီးတော့ပဲထိန်းချောင်းထားရဲဆိုပေမဲ့လို့အခုချိန်ထိကတော့ကျွန်တော်အကျိုးသက်ရောက်မှုကိုတော့မတွေ့သေးဘူးပေါ့လေဒီကလည်းကျွန်တော် instant ဝင်လာတဲ့အချက်တွေကတော်တော်လေးကိုတော့အန်ရီတော့များတယ်ဗျထပ်ပြီးတော့ပဲ Wadu သူ့ရဲ့ဒါ Torrent Farm တွေကတော့ပြန်လည်ပြီးတော့ပေးလိုက်ရတယ်အဓိက double shade နဲ့ပြောင်းပြီးတော့ဝင်လာတဲ့ Torrent Farm တွေကနေပြီးရုံထွက်ဖို့အတွက်ကခက်ခဲနေတဲ့ပုံစံမျိုးကိုတွေ့နေရတာဗျ
channel ပေါ်လေးဘလူးပြန်ရှာကြမလဲပေါ့နော်ကျွန်တော်တို့တက်တက်တိုင်းပဲ9မိနစ်ခွဲမှာတော့ gap က 8.5 ဆိုတော့ပြီးသွားသလောက်ဖြစ်သွားတဲ့ပွဲမျိုးလို့တော့ကျွန်တော်တို့ပြောရမယ်ဗျာနော် long range fan တွေမှာလည်းသူတို့ဒီတော့ Fazaro Eve တို့ယာထားခြင်းမရှိခဲ့တဲ့ high ground defense တွေမှာ CFU gaming channel image တွေပါမလာခဲ့တဲ့အခိုက်အတန့်ဆိုတော့ defend ထားဖို့တော့အတော်လေးတော့ခက်မဲ့သဘောပဲနောက်မှလည်းဒါ one shot ကလုံးဝ fully power spike ဖြစ်နေတယ်ပေါ့နော်အဲ့ဒါပြောမှကျွန်တော်တို့ပြန်ကြည့်ရင်လည်းနောက်မှလည်း sunset level လည်း power spike ဖြစ်နေတဲ့အနေထားပဲ network ကအရန်ကွာတဲ့အချိန်မှာ itemization ရရှိမှုကလည်းအရန်ကွာတယ်ဗျာအဲ့တော့ Balatina ကလည်းကစ်ပေါ်မှာနေတာတော်တော်လေး on fire ပြန်ထက်ဖြစ်နေရပေါ့နော်အဲ့တော့ပြောရရင် CFU အနေနဲ့အတော်လေးမျောလင့်ချင်စရာနဲတဲ့ပွဲတစ်ပွဲတော့ကျွန်တော်တို့ပြန်ဖြစ်လာတယ်ဒါမှလည်းပဲmaybe ကျွန်တော်တို့ first lot လေးပါလေသူတို့ပြန်ပြီးတော့ခိုးယူထားနိုင်မယ်ဆိုလို့ရှိရင်တော့เนาะပြန်ယူထားနိုင်မယ်ဆိုလို့ရှိရင်တော့ game duration တော့ဆွဲဆန့်ကောင်းတော့ဆွဲဆန့်နိုင်မယ်ထင်တယ်သို့တော့အရင်တော့မလွယ်ဘူးပေါ့လေ map awareness ကိုပဲအားကိုးရမယ့်အချိန်ပေါ့နော် map control ဘိုင်းမှာတော့ tin spray အနေနဲ့ကတော့ upper hand လုံးဝတော့ရယူသွားပြီလို့ပြောရမယ် CFU အနေနဲ့တမန်ရက်ကွက်မှာဘာဖြစ်နေလဲဆိုတော့မပြောနဲ့ကိုယ့်အိမ်မှာကိုဘာဖြစ်နေလဲဆိုတော့မှဝင်ကြည့်လို့မရတဲ့အနေအထားတစ်ခုတော့သွားပြီးဖြစ်နေပြဘောက်စီကိုရန်လည်းဝင်တိုးလိုက်မယ်ဆိုရင် tsunami slam pick off ထဲမှာ chain တွေပေါက်ကိုပါသွားခဲ့မယ်ဆိုရင်ပြတ်သွားဖို့ပြောရင်းဆိုရင်ဘောက်စီ tsunami slam တစ်ဖက်ကလည်း nether one လေးပြန်ပြီးတော့ he torres point ကြားမှာတစ်ဖက်ကလည်း wadu နဲ့ 3 man backline control မှာအောက်နောက်က cutting core တွေမှာ3កောင်လို့သွားပြီးတော့ he ကိုနဲ့ချိန်ခဲ့တဲ့ချိန် torres point strong pan တွေမှာ kit ပုံမှာဒီခါမှာတော့ပြန်ပြီးတော့ကြာသွားရင်းနဲ့ပဲ CFU gaming သူတို့ရဲ့ turning point လေးကိုတော့ဒီခါမှာစတင်ပြီးတော့ရရှိထားခဲ့ပါပြီ Stan အတွက်ကတော့မျက်နှာပန်းလေးကတော့စပြီးတော့လှသွားပြီဗျာနော် Sky ပြတဲ့ stack လေးနဲ့ Hero K တကောင်ရသွားတဲ့အနေအထားတစ်ခုမှာတော့ chain တွေပေါက်ကတော့ stack လေး30ကတော့သွားပြီးတော့ရှိနေပြီ and strike လေးကလည်းပြီးထားတယ်မစိုးဗျနောက်ပိုင်းကျရင်တော့သူ့ရဲ့လိုမျိုး stack လေးတွေရှိနေခဲ့မယ်ဆိုရင်တော့သူ့ဘက်ကနေပြီးတော့မျောလင်းလို့ရတဲ့ damage output လေးကတော့ရှိနေသေးတယ်ဒီ Bossy အနေနဲ့ pick off ပိုင်းလေးမှာသွားပြီးတော့ပြန်လည်ပြီးတော့အားကောင်းသွားခဲ့မယ်ဆိုရင်တော့ turning point လေးများရှိမလားပေါ့နော်ဒါပေမဲ့ဒီတက်ရဲ့ farming ပိုင်းကတော်တော်လေးတော့စိုးရင်စရာကောင်းနေတယ်ဗျ ဒီတက်တေးတော်တော်လေးတော့နောက်ကျကျန်နေခဲ့တဲ့အနေထားဗျာနော်သူနဲ့တစ်ဖက်ကကျွန်တော်ရည်သန့်ရှင်း one shot ရဲ့ကြားထဲမှာ3500လောက်ထိကိုနောက် gap ကကွာနေဗျာဒါ beauty တစ်ချောင်းချက်တဲ့ပို့ပြီးတော့ပမာဏမျိုးလည်းဖြစ်တယ် damage ပိုင်းအနေမှာလည်းသူ့အနေနဲ့အရင် stat တွေပဲလာပြီးတော့သွားလို့မရတဲ့အပိုင်းလေးလည်းဖြစ်နေတယ်တစ်ဖက်ကတော့ massman ဒီ goal နဲ့ကောင်ကြားထဲမှာဆိုလို့ရှိရင်1000လောက်ပဲကွာတယ်ပြောရရင်တော့ဒါခုနကတော့ကျွန်တော် stack ရသွားခဲ့တဲ့ Granger ရဲ့မျောလင်းချက်ရေးရေးလေးကိုတော့ကျွန်တော်တို့စပြီးတော့မြင်တွေ့ရတယ်ဒါမှလည်းပဲ Lunos လို hero ပါတဲ့အချိန်မှာတော့ကျွန်တော်တို့ကဒါ double massman အထာမျိုးပြပြောရရင် Lori ပဲရှင်းတဲ့ဘိုင်းတွေမှာတချို့သော massman တွေထပ်တော့မှသူကပိုမြန်တယ်ပေါ့နော်အဲ့အတွက်ကြောင့်တော့ဒါတော့ဒီလောအနာတော့ CFU gaming ဘလို့မှတော့ကက်လို့တော့မရလိုက်ဘူးအကယ်၍တော့ဒါတော့မှခုနကတော့ဒီ long မတိုင်ငယ် objective fire တခုမှာ CFU ကတာလိုက်လို့အကယ်၍ဒါအဲ့ဒီဘက်ထဲမှာဒါ tin spirit ကစပြီးတော့နှိမ့်မယ်ဆိုလို့ရှိရင်ဒီအချိန်ဒီမှာပို့ပြီးတော့ဆိုးသွားနိုင်တယ်ဗျာဟုတ်တယ်အဲ့ CFU အနေနဲ့သူတို့ planning ဘာများရှိမလဲ7မိနစ်ရောက်ဖို့အတွက်ကတော့တော်တော်လေးလိုနေတဲ့အနေအထားတစ်ခုမှာတော့ Holy Shield လေးတော့သူတို့အနေနဲ့ defend နေရတော့သွားပြီးတော့လှုပ်ထားတယ်ဒီကတော့ OP ရဲ့ Nether round တော့သွားပြီးတော့ကြီးရမှာဗျာစာဘူးအနေနဲ့ဝင်ချင်တိုင်းဝင်ပြီးထွက်ချင်တိုင်းထွက်လို့မရဘူးဆိုတော့ဒီဘယ်လိုပြောရမလဲ message တစ်ခုကိုတော့ chain တွေပေါက်ကို OP အနေနဲ့ပေးနိုင်မှာတော့ရမယ်လောစရာတော့ tin spray သူတို့တက်လာတဲ့ law advantage နဲ့အတူပဲဘာတွေများရယူပိုင်ဆိုင်သွားမလဲဆိုတော့ကြည့်ရမယ်ဗျာတောင်းတဲ့သူပဲထပ်ပြီးတော့တက်လာဖို့ရှိနေဗျာမေဂါရှိရီကလည်းကိုစီပဲတစ်ဖက်က CFU gaming စပြီးတော့ပေးထားပြီနောက်မှလည်းရှင်းတစ်ကောင်နဲ့ပဲအောက်မှာတော့ဒီ law advantage ကိုတော့ပြန်ရှင်းထားဖို့တော့ကြိုးစားနေကြတယ်ပေါ့နော်တိတ်တော့မလွယ်သေးဘူးနောက်မှလည်း keep for by double shade ဒီမှာ OP အရန်နာတော့ကက်လို့မရသေးဘူးဗျာ lawyer check အခါတည်းပဲ all in မေဂါရှိရီပြုတ်သွားဖို့များနေကြတဲ့ခိုက်တက်မှာခါတည်းပါလာပြီးနောက်ကလည်းစာဝူပြန်ကြည့်နေကြတဲ့ပုံစံမျိုးလေးဆိုတော့တိတ်တော့မလွယ်သေးဘူးဗျာအဓိက OP အနေနဲ့တောက်ရှောက်လိုမျိုးနောက်တဲ့ minion wave ကိုတော့ပြန်စောင့်နေတဲ့သဘောလေးပါပဲ OP တော်တော်လေးတော့တွေးတော့ကိုင်းသွားခဲ့ပြီစီးမှာပြန်ပြီးကြည့်ရတော့မယ်နေတာတခုတစ်ဖက်တော့ Wadu ပေးလိုက်ဆို Netherland right time စိတ်ထားဆိုရင်တော့ Wadu တယောက်ကတော့မရခဲ့ဘူးဗျာ backline မှာ Netherland လေးပြန်ဟီးနာနေပဲ CFU သူတို့သွားချင်ခဲ့တဲ့ better situation တခုတော့ပြန်ပြီးတော့ဖန်တီးသွားနိုင်ခဲ့တဲ့ minute ပိုင်းချလေးတော့ဖြစ်လာတယ်ဗျာเนาะဒါမှလည်းပဲ Wadu ပြန်ချခဲ့တယ်ဆိုတဲ့အချက်ကြောင့်တော့သူတို့အရင်လဲမစားတာပြန်ဘူးနောက်တဲ့ minion wave ကလည်း management အပိုင်းတွေမှာ tin spirit အတော်လေးတော့အားကောင်းတယ် online မှာ minion wave ကဗျိုင်းတူပဲတက်လာခဲ့တဲ့အခိုက်အတန့်များဒီမြေကွင်းမှာတော့ tin spirit တခါတည်းပဲသူတို့ရဲ့နောက်တဲ့ McLean ကိုဆက်လက်ရရှိထားဖို့တော့ကြိုးစားနေခဲ့တဲ့အခိုက်အတန့်မျိုးလေးတော့တွေ့ရအောင်မယ်တစ်ဖက်ကလည်း Tarnet Strike ကိုလည်းစောက်အယောင်ပြနေခဲ့တဲ့အချိန်ဒီမှာအောက်မှာရှိနေခဲ့တဲ့ဒီ first McLean ကိုတခါတည်းပဲရောက်ဖို့တော့ကြိုးစားတယ်တော့ Fantasy Nether Round မှာ2 man လေးပဲတစ်ဖက်ကလည်းတောက်လျှောက်ဆိုသလိုစောက် Front Sora Torres ပေါ်မှာ Wadu 3ကောင်လို့ထပ်ပန်းခဲ့မယ်အရင်တော့အရာမထင်သေးဘူးဗျ backline မှာ Samson Lepo Ruby D ဒီကွက်တွေနဲ့ backline ကိုတောက်လျှောက်ဆို live on နဲ့ပြခဲ့တဲ့အခိုက်အတန့်မှာ 1-for-1 လေးပဲ OP shutdown kill လေးတော့ပြန်ပြီးတော့ trade ခဲ့တဲ့အခိုက်အတန့်မှာ 1-for-2 ထိကိုပါ CFU ပြန်ပြီးတော့ကျသွားခဲ့ပါပြီ Bossy ရဲ့ pick off လေးနည်းနည်းလေးပြန်ပြီးတော့တက်ဝင်သွားခဲ့တယ်ဆိုရင်တစ်ဖက်ကနေပြီးတော့ဝင်သွားခဲ့တဲ့ Sunset Lover ရဲ့ကျွန်တော်တို့ရဲ့ M2 အမှန်ရပွဲเนาะခိုက်တန်လေးကတော့တွားပြီးတော့ကောင်းနေခဲ့ဗျာ one shot မှာလည်းဒီအချိန်မှာ Rory ပါတယ်ပါလာခဲ့ပြီ Bossy ချင်းနေတော့ကြည့်နေရစင်းရဲ့ damage လေးဝင်ဖို့တော့စူးစမ်းနေရဆိုရင် Tsunami Slam တွေကြားတယ်မနေသရန်ပြည့်ပြည့်စေထားသေးတယ်ဒါပေမဲ့လည်းမလောက်ခဲ့ပြန်ဘူးဗျာ OP နောက်မှလည်း one shot Amstar penalty ကိုပါထပ်ပြီးတော့ all time နဲ့ပဲနောက်ထပ် OP ပါတမ်းပြီးတော့ down တစ်ဖက်ကလည်း stat တွေအောက်မှာတော့ Framis ချက်ချင်းဆိုသလိုပြန်ထွက်ထားနေပဲ high ground front နဲ့ပါနေ battle after battle saturation တွေမှာတော့ဒီ Framis ရဲ့ Netherram တွေသူရဲ့ stat တွေကြောင့်ချက်ချင်း30 second လောက်နဲ့ပြန်ထွက်တယ်ဆိုတဲ့အချက်ကတော့ကောင်းတယ်ဒါမှလည်း tin spirit သူတို့ဒီ first လောက်မှာလည်းနောက်ထပ် mega delay နဲ့ဒါမြူရီယာအတိုင်းပဲကျွန်တော်တို့ဒါ2 lane ကျန်နေခဲ့တဲ့2 lane mega ကိုလည်းတော်တော်လေးတော့
သွေးလျှော့သွားနိုင်ခဲ့တဲ့မြင်ကွင်းလေးတော့မြင်ရတယ်ပေါ့နော်အဲ့တော့ကြောင့်တော့ CFU Gaming အနေနဲ့အရင် defend ထားဖို့တော့နောက်ထပ် low battle မှာအရင်တော့မလွယ်ဘူးဒီချိန်မှာသူတို့အနေနဲ့ဆုံးဖြတ်ချက်တစ်ခုတော့ပြည့်သားပဲချရတော့မလားပေါ့နော်ဒီ second law ကိုပေးမယ်ဆိုလို့ရှိရင်လည်းအခါရဖို့ကတကယ်ကိုယာကန်တို့များနေပြီဗျเนาะကျွန်တော်တို့ကရှေ့မှာပြောသလိုပဲတေမြေကြီးရှင်ရွှေထီးပဲဆိုရင်ငါတို့တခုခုတော့ဒါဖောင်ဖြတ်ရမဲ့ဂန်နာလေးတွေလည်းရှိလာတယ်ဒါမှလည်းပဲခုနပြောသလိုပဲ Lunos နဲ့ဆိုတော့ဒီလော့နောက်ကပ်ဖို့ကတော့ CFU ဘာမှတော့ Chelsea ပြီးတော့ချင်းလုံးလို့ဆိုမရလိုက်ဘူးဗျ high ground တက်တဲ့အပိုင်းမှာလည်း Team Spirit ကနေပြီး Kip Bomba ရဲ့ညံရီတွေကတော်တော်လေးကိုတော့ကွန်မျိုးသွားခဲ့ဗျပထမတစ်ခါကျွန်တော်တို့ Lumosora ရဲ့ Torrent Founder ဝင်တဲ့အချိန်မှာအရင်အဆင်ပြေရဲ့ပုံစံတော့မတွေးခဲ့ရဘူးပေါ့နော် high ground defensive ဖြစ်တယ်ဆိုတဲ့အတွက်ကြောင့်အဲ့အချိန်မှာတော့သူ့အနေနဲ့ဒုတိယတစ်ခါထပ်တက်တဲ့အချိန်မှာ OP ရဲ့နေစရောင်းပြေးပြီးယူခဲ့ရဒီအချိန်မှာကတန်ကင်တစ်ခုကိုဖန်တီးခဲ့တဲ့ CFU အနေနဲ့သူတို့ရဲ့သူဖော်တဲ့ဆေးကိုသူပြန်ပြီးစားလိုက်ရတယ်ဆိုတဲ့ခံစားချက်ကိုတော့ကျင်းစီပေါက်ကိုတော့ရလိုက်တယ်အဲ့တော့ lot ထွက်မဲ့အချိန်ခုချိန်မဲ့ကျွန်တော်စတင်ပြီးတော့ထွက်လာခဲ့ပြီဆိုတော့3 lane လုံးဝနေပြီးတော့ PR ပေးမဲ့တန်ကို CFU ခံနိုင်မှမလားဆိုတော့ကြည့်ရမယ်ဗျဟုတ်ပါတယ်เนาะအဲ့ဒါလေးကတော့ဒါပို့ပြီးတော့ network ကွာမှုတွေများလေလေကျွန်တော်တို့ထည့်သွင်းပြီးတော့စဉ်းစားမယ်အချက်တစ်ခုအနေနဲ့ရောက်လာတယ်ဗျာတစ်ဖက်ကလည်း Framis ကသူ့မှာဒီ lateral traction လေးပြီးသွားပြီနောက်မှလည်း glow 1လေးပြန်ပြီးလာတဲ့အပိုင်းလေးတော့ရှိတယ်ဒါမှလည်းပဲ individually gap တွေကဆိုကျွန်တော်တို့ 1.5k ကအနည်းဆုံးဖြစ်နေတယ်အများဆုံးကကျွန်တော်တို့9300 oh my god တော်လေးတော့ဒီ one shot အနေနဲ့ရည်သချင်းများရတယ်ဗျာလီဒစီအနေနဲ့ပြတဲ့ဘောတော့များတယ်တစ်ဖက်ကလည်း G Quad တို့ပြန်ပြီးတော့ဘေး Timeless မှာပါလာပြီ Bouncy တကောင်လေးပဲမှာလီဒစီအနေနဲ့ 3v1 တော့ shot တိုက်ခဲ့ damage တော့ပါလာပြီ the wheel drop ကိုတော့ keep ပုံပါ Tower spawn မှာ 3 man 2ပါ backline မှာတော့ Sura ထိန်းနိုင်တယ်ပဲ mega kill by Hiko one shot double kill 3 man down ပါ Tim Spirit ထပ်ပြီးတော့သိမ်းပိုက်ထားရတယ်ပဲဒီဖြစ်နေခဲ့တဲ့ elimination bracket နောက်ဆုံး stage မှာကျန်နေခဲ့တဲ့နောက်တစ်ကောင်မှာလိုက်ပြီးတော့ pressure ပေးနေ best of 3 series ရဲ့ game 1ကိုတော့ဥဆောင်ထားလိုက်ပြီလေဖြစ်ပါတယ်ပွဲစဉ်မှာတော့ Bomba the real Sora လို့ပဲကျွန်တော်တို့ပြောရတော့မယ်ဗျာတကယ်လို့သူပြခဲ့တဲ့တပည့် shade တွေရဲ့နောက်မှာတော့ combination တွေတော်တော်လေးကိုလည်းအားကောင်းခဲ့တယ်တကယ်ပဲ high ground တက်ရမယ့်အချိန်ဒီမှာသူလှုပ်တင်လှုပ်ထိုက်တဲ့အရာကို decision ကောင်းကောင်းနဲ့ပြန်နေပြီးတော့လှုပ်ခဲ့တဲ့ဒီအသီးပွင့်တွေကိုတော့ Team Spirit အနေနဲ့ကတော့ game number 1မှာစတင်ပြီးတော့ပဲစသုံးနေရပြီပဲဖြစ်ပါတယ်